Hello TikTok မှာ Facebook မှာရေအောက်ကပါရန်ကုန်မှာရေအောက်ကပါရှိတယ်ဆိုပြီးဝိုင်းပြောနေကြလို့ရန်ကုန်မြို့မှာရှိတဲ့တခုတည်းသောရေအောက်ကပါကို IB ဒီနေ့တွားကြည့်ခဲ့ပါတယ်ကဲဆိုတော့ဒါရန်ကုန်မှာပဲရှိတယ်မြန်မာနိုင်ငံမှာလည်းဒီတစ်ခုပဲရှိတယ်တကဘာလုံးမှာလည်းဒီလိုမျိုးရေအောက်ကပါဆိုတာဒီတစ်ခုပဲရှိရပေါ့နော်ဆိုတော့အဲ့လိုဘယ်သူနဲ့မှမတူအောင်ထူးခြားတဲ့ရေအောက်ကပါလေးကို IB ခေါ်သွားမှာပဲဖြစ်ပါတယ် IB နဲ့တူလိုက်ခဲ့နော်ဒီရေအောက်ကဘာကတော့တော်တော်တန်နေသိလား Happy Wall မှာရှိတာပါတယောက်ကိုမှ3000ပဲပေးရတယ်ကဲ3000နဲ့ဘယ်လိုမျိုးရေအောက်အလားပါတွေမြင်ရမလဲဆိုတာ IB နဲ့ဆက်ပြီးလိုက်ကြည့်ရအောင်လက်မှတ်ဒီမှာဝင်ရမှာဒီမှာလက်မှတ်တယောက်ဘယ်လောက်လဲတယောက်လား3000ပေးပါနော်ဟောအဲ့ဒါနဲ့တော့ရတာလောက်ပါသူကရေအောက်ကဘာရဲ့အလှတွေကိုကေဘယ်ကားလေးနဲ့ကြည့်ရမှာလေမစိုးနော်ကဲတော့ကလက်မှတ်ရတော်ဒီအလုံးလေးနဲ့တော့ရမှာငါလမ်းလျှောက်ရမယ်ထင်နေတာအဲ့ဒီကေပဲတစည်းမှာဒါ2ယောက်ကနေ3ယောက်ထိစမ်းတလောက်ထိုင်လို့ရရပေါ့နော်။ကြိုက်ပြီးတော့တစည်းမှာ3ယောက်ထိုင်လိုက်ပါတယ်။ရေရဒီမှန်နဲ့ပါပဲဖြည့်ထားတာမရှိမသိရေရောက်နေအရန်မြုံလင်းထားပေမဲ့ရေရောက်ကပါအတုနဲ့မိသွားတာပဲဖြစ်ပါတယ်ဒီမှာဆက်ကြည့်ကြပါသူကမှန်အိမ်ထဲမှာတော့အဲကွန်လေးနဲ့ရေလေးကမှန်နဲ့ဒီဟိုဘက်ကြားထဲမှာပဲရေလေးဖြည့်ထားပြီးမသိရင်တော့တကယ်ရေအောက်ရောက်နေသလိုပဲပေါ့နော်လေအေးလေဒါပေမဲ့ငါးတွေကိုကြည့်ပါဦးအရန်ကြီးရငါးတွေအကုန်လုံးလေပုံမှာပြန်နေရကွာသလားခလေးဆိုရင်တော့ပျော်မှာပေါ့နော်ဒါပေမဲ့မြန်မာနိုင်ငံမှာလည်းရေအောက်ကပါဆိုလို့ရှိရင်ကြည့်ချင်ဒါပဲရှိတော့ဒါပဲကြည့်ကြပေါ့နော်ဘာဖြစ်ဖြစ် IB CPB ဆိုတော့ IB အဆုံးထိယူလို့လိုက်ပြမယ် IB နဲ့တူကြည့်ပါဦးနော်သူ့ရဲ့ရေအောက်ကပါငါးရမလုပ်ဘူးနော်။ဟောမလို့ဘယ်ကြောငါးတွေလေးပေါ်ပြန်နေရလို့ဘဝမှာလေရေမရှိတဲ့ရေအောက်ကပါတဲ့ကိုဒီလိုမျိုးကေဘယ်နဲ့လဲရလိမ့်မယ်လို့တွေးတောင်မတွေးဘူးပေါ့နော်။ဒါပေမဲ့3000နဲ့ဆိုတော့ဒါပေးတဲ့လောက်တော့ပြန်ရပါတယ်မစိုးဘူးပေါ့။ရာသီဥတုပူပူလေးမှာဒီကေဘယ်ကားလေးတွေမှာအေးနေတော့တာဖြစ်အပြင်မှာကစားပြီးတော့လေအမောတော့ပြေတာပဲ။ဒါပေမဲ့ဒီမှာငါးတွေကိုကြည့်ပြီးရှမ်းရှည်နေရတယ်။ဆိုတော့ကလေးရေမြောက်ဖွင့်လိုက်ပို့လိုက်ကြဒါမှမဟုတ်ရေအောက်ကပါကိုအရန်သွားခြင်းနေတဲ့တငယ်ချင်းတွေရှိလို့ရှင်မန်းရှင်းခေါ်ပြီးပြလိုက်ကြပြီးရင်လိုက်ပို့လိုက်ကြပေါ့နော်။ရေဝဲရောက်ကြည့်လို့မဟုတ်လားကဲဆိုတော့မြန်မာနိုင်ငံရဲ့ရေအောက်ကဘာလေးဟာဆိုရင်ဖြစ်လေးပေါ်ပြန်နေတဲ့ငါးတွေရေသူမတွေပြောင်ဆက်ရေပွဲရုပ်လေးနဲ့အရန်တော့ချစ်စရာကောင်းပြီးပြောစရာကောင်းပါတယ်ဒါဘလိန်းနေရမဟုတ်ပါဘူးเนาะ3000နဲ့ဆိုရင်တော့တန်ပါတယ်ကလေးဆိုရင်တော့ပျော်မှာပေါ့เนาะကဲဆိုတော့ရေအောက်ကဘာမြန်မာနိုင်ငံမှာရှိလားဆိုရှိပါတယ် Happy Wall ရန်ကုန်မြို့မှာရှိပါတယ်ကဲသွားခြင်းတဲ့သူတွေသွားကြပေါ့เนาะလိုက်ပို့ခြင်းတဲ့သူတွေလိုက်ပို့လိုက်ကြပါအားလုံးပဲတတ်တာရေသူမဆီလီကွန်ထည့်တာဟုတ်ပါဘူးဟိုဟာအဲ့တော့လာတင်ပါတယ်ဘာလို့ဆိုတော့လေဘယ်နိုင်ငံမှာမှမရှိတဲ့ရေအောက်ကပါရေမရှိတဲ့ရေအောက်ကပါနော်ဘာပထမအောင်ဆုံးပဲတန်တယ်တကယ်ချင်းရာလို့